ကျွန်တော်နာမည်အောင်မင်းပါဂျပန်နိုင်ငံမှာနေမဲ့ဂျပန်နိုင်ငံကိုမကြိုက်ပါミャンマー人だしやりとか持ってんじゃねえのやりは持ってねえだろ部族じゃねえんだから逃げんだよ外人なんか言ってみろよအဖျားရှိတာတော့လောက်ကလည်းတရက်တလေလေးတော့ခွင့်ယူလို့မရဘူးလားဖေကြီးရဲ့ခွင့်ယူသူတို့ပြောခံနေအောင်မေးလေးတည်တာ ဟုတ်တယ်အဖေသားတို့ဂျပန်ကောင်တော်ဖြစ်ရတာတာပြမပြပြနေတာဒီနိုင်ငံမှာမနေချင်တော့ဘူး အကောပဲသားမလဲနားလိုက်မယ် 俺が言う外人ってのは尊敬語だ尊敬語日本人にバカにされて笑われるのが嫌だどうしてそうやって仲良くできるんですか